just wanted to jump on really quick because I had to stop sewing. My daughter just said that something weird really happened and we've been experiencing a lot of strange things lately, just different noises and stuff. Don't mind my mannequins, I sew for a living, so. Can you tell Mommy what you just said? I think there's something Under the closet door? Oh. Is that what scared you? It's okay. What? I'm scared. Let's go. Come on. မိခင်ရှယ်လီကဘာဖြစ်ခဲ့လဲဆိုတာကိုအတိအကျမပြောပြပေမဲ့အိမ်ထဲမှာအခြားတစ်ခုခုရှိနေရဆိုတာကိုတော့သူမသိရှိသွားခဲ့ပါပြီ။အဲ့ဒီနေရာမှာမှတ်ထားရမှာကရှယ်လီကအိမ်ထဲမှာပဲအချုပ်ဆရာမအဖြစ်အလုပ်လုပ်နေရကြောင်းအိမ်ခန်းထဲမှာဒီလိုအယုံမတွေရှိနေတာဖြစ်ပြီးရုပ်တွေကလည်းသူမချုပ်ထားတဲ့ကာဝင်တွေကိုပြတ်တော့ဖို့အတွက်ထားရှိတာပါ။ဒါပေမဲ့ကြီးစုသူတွေကတော့ဒီရုပ်ကအချိန်စာတင်နေတာဒါမှမဟုတ်တရေပူးနေတာလို့ယုံကြည်ကြပါတယ်။ရှယ်လီရဲ့သမီးလေးကမိခင်ဖြစ်သူရဲ့အခန်းထဲမှာကစားနေတော့နောက်ထပ်ဖမ်းမိခဲ့တဲ့ရိုက်ကူးချက်တစ်ခုကိုကြည့်လိုက်ကြရအောင်။ captured. ။ညာတန်းကောင်နီးဆက်ဆုံးတနာရီခန့်မှာကုတ်တင်ကားဒရိုက်ဘာတစ်ခုကအကြောင်းပြချက်တစ်ခုခုကြောင့်အခြားဒရိုက်ဘာတွေတိတ်မတော်ကြတဲ့လမ်းတစ်ခုအတိုင်းမောင်းနှင်လာခဲ့ကြပါတယ်။အဲ့ဒီလမ်းမှာမတော်တဆမှုတွေအများကြီးဖြစ်ပွားခဲ့ပြီးစိတ်မကောင်းစရာကအချို့တော့မတော်တဆမှုတွေကအသက်သေဆုံးနေအထိပြင်းထန်ခဲ့ရကြောင်းအဲ့ဒီလမ်းကိုမောင်းရတာအနည်းအများတယ်လို့ပြောစမှတ်ပြုကြပါတယ်။ဒါကြောင့်ပဲအချို့လူတွေကဒီလမ်းကအချိန်စာတင်နေပြီးလမ်းကိုအပြီးပိတ်ပစ်နေတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ဒီဗီဒီယိုထဲကဒရိုက်ဘာလိုမျိုးအများစုကတော့သူတို့သွားမယ့်ခီးစဉ်အတွက်အခြားဘက်လမ်းကိုရှာမတွေ့ရကြောင်းဒီလမ်းကိုပဲမဖြစ်မနေရွေးချယ်ပြီးမောင်းနှင်ကြရပါတယ်။ဒီဗီဒီယိုရိုက်ကူနေစဉ်မှာတော့ဒရိုက်ဘာနှစ်ယောက်လုံးကအဲ့ထူးဆန်းတဲ့အရေးကိုသတိပြုခဲ့မှုပုံမပေါ်ပါဘူး။အဲ့ဒီလမ်းတမိုင်းကြောင့်နဲ့တိတ်ဆုံးမှုဖြစ်ခဲ့တဲ့မတော်တဆတွေကိုသတိထားကြတာကြောင့်တိတ်ဆုံးသောသူတွေရဲ့ဝိညာဉ်ရှိနိုင်တယ်လို့ယုံကြည်နေခဲ့ကြပါတယ်။ Up, right, middle, down. Okay, Oh, I'll do the. yeah.
I feel like I'm in a 90s dance. Let's do it. You can only move when the lights are off. You can't move when the lights are on. You have 5 moves to get to me. Are you ready? You have 5 moves to get to me. Oh my god. Something fell right? Yeah. And it just fell off? Okay. Fell? That's how this blew off. There's no way this is here. No. Yes, wow. She didn't touch it. Wait. Oh my god. Oh my god. You guys. What the heck? That was so What? nuts. What? It's a cactus. Oh my god. ဒီရင်းကိုကစားရတာတင်ခြောက်ခြားစရာကောင်းနေပြီဖြစ်တဲ့အပြင်အခုလိုမျိုးပါထပ်ဖြစ်လာခဲ့ပါတယ်။ဒီကိုမဆုံးရင်လေးမှာပဲကျင်းလောင်တဲ့အုံးကနေအတန်ကြီးကိုကင်မရာမှာကြားလိုက်ရပါတယ်။ဒါကတော့စောစောကပြောကြခဲ့တဲ့ဖန်လုံးကြီးပဲဖြစ်ပါတယ်။ဒါကစင်မမအသေးချာတင်ထားတာဖြစ်ပြီးအခုချိန်ခီတခါမှပြုတ်ချခဲ့ခြင်းမရှိရကြောင်းအလွန်ထူးဆန်းနေပါတယ်။ဒါပေမဲ့ပိုထူးဆန်းခဲ့ရကအဲ့ဒီနောက်ပိုင်းမှာဆက်ပြီးဖြစ်လာတဲ့အဖြစ်အပျက်တွေပါ။နင်းနှစ်ချက်ကမီဆိုင်ကမင်းချက်ကမိဆိုင်ကသူ့လိုလှုပ်ရှားလာပြီးစင်ရဲ့တကားတစ်ခုလုံးကလည်းဘယ်မှမသိဘဲနဲ့သူ့လိုပွင့်ထွက်သွားခဲ့ပါရဲ့။ကောင်မလေးကအလွန်မင်းထိတ်လန့်နေပြီးထပ်ပြေးသွားခဲ့ကြတာကိုတော့နားလည်ပြီးလို့ရပါရဲ့။လက်ရှိအချိန်လေးမှာသူတို့ကအဲ့ညကအဖြစ်အပျက်တွေကိုရှင်းပြတဲ့ဗီဒီယိုတွေကိုထပ်မံတင်ပေးခဲ့ခြင်းမရှိအောင်ကြောင့်ဒီအဖြစ်အပျက်မှာအတိအကျဘာကိုဖမ်းမိခဲ့လဲဆိုတာကိုတော့ဖြေရှာလို့မရပါဘူး။ (2026 ခုနှစ်ဇွန်လ 1 ရက်နေ့မနက်အစောပိုင်း 3 နာရီတိတိမှာရေဒီယိုကကြောချမ်းစရာတားချော့တဲ့တပုတ်ကိုအလိုလျောက်ပွင့်လာပြီးပြန်ပိတ်လို့လည်းမရခဲ့ပါဘူး။ဒါကိုကြုံတွေ့နေရတာတစ်လလောက်ကိုရှိနေပါပြီ။သူမပြောတာကတော့ဒီလိုဖြစ်လာတိုင်းကျမရဲ့တုံ့ပြန်မှုကအမြဲတမ်းဒီတိုင်းပါပဲ။မျက်ရည်တွေကိုမထိန်းနိုင်ဘူး။ဘာမှလည်းမလုပ်နိုင်ပဲတရှင်းပြီးဆုံးသွားတဲ့အချိန်ထိကိုထိုင်ဆောက်နေခဲ့ရတယ်။ဒါပေမဲ့ဒီညမှာတော့တခုခုကိုထူးခြားနေခဲ့တယ်။ကလေးအောက်ကနေတခုခုကလာခောက်နေတယ်လို့မျိုးခံစားလိုက်ရလို့ငုံကြည့်ခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူး။ဒီနေ့မနေ့ညကရိုက်ကူထားတဲ့ဗီဒီယိုမှတ်တမ်းကိုပြန်ကြည့်လိုက်တော့ကလေးအောက်မှာပုံကွယ်နေတဲ့လူလေးတစ်ခုကိုတွေ့လိုက်ရပါတယ်။ယူတတပြောရရင်အဲ့ဒါကဘာလဲဘသူလဲဆိုတာရဲ့နောက်ပြီးအဲ့ဒီနေရာမှာရှိနေရတာဘယ်တော့တောင်ကြာပြီလဲဆိုတာကျမတကယ်မသိတော့ပါဘူးဆိုပြီးတော့ရေးသားပြီးတော့မျှဝေခဲ့ပါတယ်။ဗီဒီယိုအောက်ကနေတယောက်ယောက်ခောက်လိုက်တာကိုလည်းမြင်ရမှာပါ။ဒီထဲမှာဆိုရင် main ကလေးကအရန်ကိုတုံ့လှုပ်နေပြီးတော့ကျွန်တော်ဗီဒီယိုဆက်မြင်တော့သူ့ရဲ့အပြုံးကတော်တော်ကြောက်စရာကောင်းတော့ stalker လို့ပဲထင်ခဲ့မိတာ။ဒါပေမဲ့သူ့ရဲ့ကလေးအောက်ကိုငုံကြည့်ရတော့မှဘာမှမမြင်ရဘူးဆိုတော့ဒါကတော့ stalker မဖြစ်နိုင်ဘူးလို့ထင်တယ်။ က
ခင်ဗျားတို့ကရောဘယ်လိုထင်လဲ Oh,